တက်ကြီးပဲဘဲဟော့ဝန်ထမ်းအဖို့တဦးကဆွေမျိုးဟော်တယ်မှာဧည့်သည်တွေရဲ့အိတ်တွေကိုကုတယ်ပေးနေတော့ဒဇိမ်းမြင့်ဝစ်စားတွေဝစ်စင်ထားတဲ့မြို့သမီးငယ်တဦးကပေါ်မှာပဲကြမ်းမြင့်ပေါ်မှာကျင်မွားနေတဲ့ပြေစာတွေကိုခောက်ပြီးတော့ပြစ်ရှာခဲ့ပါတယ်အဖိုးကစက်ကူကိုကောက်ယူပြီးမမဒါလေးပြောချကြံခဲ့ပါတယ်လို့တော့ပြောရမှာမြို့သမီးကမကျင်နဲ့ပဲနဲ့စက်ကူမိုက်ပဲဟာကိုတော့ပြစ်လိုက်စမ်းပါလို့ပြန်អော်ခဲ့ပါတယ်အဖိုးကဟိုတယ်ရဲ့တောက်တိုင်းမှာအမိုက်ပုံးတွေရှိပါတယ်ကျွန်တော်လိုက်ပြပြစီလို့ယဉ်ကျေးစွာနဲ့ပြောခဲ့ပေမဲ့အမျိုးသမီးကနေငါဘဲဟော့ဝန်ထမ်းပဲနေလောက်ကအိတ်တယ်ဘူးဧည့်သည်ကိုဆုံးမဖို့မဟုတ်ဘူးနေ့နေရနေတိစမ်းပါလို့စော်ကားခဲ့ပါတယ်အဖိုးကလည်းကျွန်တော်လောက်ကဧည့်သည်တွေကိုဝန်ဆောင်မှုပေးဖို့ပါဒါပေမဲ့ဒီနေရာကိုလူတိုင်းအတွက်တက်ရှင်းနေအောင်ထိသိမ်းတာလည်းဝန်ဆောင်မှုပါပဲမမလည်းအမိုက်ပုံးဘယ်မှာရှိလဲဆိုတော့တည်တင်ပါတယ်လို့အေးစင်းစွာပြန်ပြောခဲ့ပါတယ်အမျိုးသမီးကဒေါသထွက်ပြီးတော့အဖိုးကိုအလွတ်ပြုတ်အောင်လုပ်မယ်လို့ရှင်းရောက်နေချိန်မှာကိုအင်းကြီးဝစ်ထားတဲ့အမျိုးသားတဦးရောက်ရှိလာခဲ့ပါတယ်အမျိုးသမီးကထိုအမျိုးသားကိုအဖိုးရဲ့ရိုင်းဆိုင်မှုကြောင့်တိုင်တိုင်းခဲ့ပေမဲ့ထိုအမျိုးသားကအဖိုးကိုမြင်လိုက်ရတဲ့အခါမှာအဖေဒီမှာဘာလုံးနေတာလဲလို့နှုတ်ဆက်လိုက်တာကြောင့်အမျိုးသမီးမှာအံ့အားသင့်သွားခဲ့ပါတယ်ထိုအမျိုးသားကဟိုတယ်ပိုင်ရှင်ဖြစ်ပြီးတော့အဖိုးကတော့သူတို့ကိုစီးပွားရေးတက္ကသိုလ်တက်နိုင်အောင်လို့အလုပ်သုံးခုလုပ်ပြီးတော့ဘဲဟော့အဖြစ်နဲ့အပင်ပန်းကရှာဖွေကျွေးမွေးခဲ့တဲ့အဖေရင်းဖြစ်နေတာပါအချိုးချောင်းသိသွားပြီးအမျိုးသမီးကတော့တောင်းပန်တဲ့အခါဟိုတယ်ပိုင်ရှင်ကလွန်ခဲ့တဲ့9မိနစ်ကအဖေဟာဘဲဟော့ပါပဲအခုလည်းဘဲဟော့ပါပဲပြောင်းလဲသွားတာကမင်းရဲ့မျက်စိတွေကအဖေရဲ့အဆင့်တန်းတစ်ခုပဲရှိတာပါအလောက်ကန်ရာသူတရက်တွေကိုကြည့်ပြီးမှမဟုတ်ဘဲနဲ့လူတိုင်းကိုစတင်ကလေးကလေးစားပါလို့သင်ခန်းစာပေးခဲ့ပါတယ်အဖိုးကလည်းနောက်တစ်ခါစူးစမ်းရုံးကန်နေတဲ့သူတွေကိုတွေ့ရင်အထက်စီးကမကြည့်ပါနဲ့လေးစားစွာနဲ့စိုက်ကြည့်ပေးပါလို့မိန့်မှခဲ့ပြီးတော့အမျိုးသမီးကလည်းစက်ကူစတွေကိုအမိုက်ပုံးတဲ့ကိုစနစ်တကျတောက်ရောက်ဆွန့်ပစ်ခဲ့ပါတယ်ဒီဗီဒီယိုလေးရဲ့သင်ခန်းစာကတော့စူးစမ်းရုံးကန်နေတဲ့လုံသားတိုင်းဟာယာတူအဆင့်တန်းနဲ့မဆိုင်ဘဲနဲ့လေးစားမှုနဲ့ထိုက်တန်တဲ့ဆိုတာပါပဲ